一级的谁的？一级的是。做嘛呢？你要说嘛？你不可以就我。ပေးမှုရဖြစ်ပါလေဒီချက်ကိုလည်းဒီမှာလက်မသုံးဖို့ရဖြစ်ပါလေလက်မသုံးဖို့ရတစ်ဖက်စလုံးရဲ့တက်တည်များလည်းအစစ်တင်ထုတ်ပေးပါပေးတဲ့အခါမှာလည်းလက်ထုတ်ထပ်ပြောက်ဒီပေးပါဦးပြီးတော့လေအကျဆိုခေါ်ပါနောက်တော့ညဝဆိုင်ချတဲ့ခရှာမငါကျွချေမငါငါသာအစတဲ့ကွာဘုံကွာလက်ဖဲသားနာကာလငိုဘယ်နေနာဒကြမီမဒကြနီအိုညံမီမခုန်မငါဂိုလေငါမိတကွာတလေငါသာအစတဲ့လက်ဖဲသားဝါမနာဝစာလီဂျာကကွာမမငါဝစာလီယီဂါမဝစာရွေချာဒီငိုဘယ်တမငါတလီပဲဆရာတော်ငါကိုစငါဒါတငါဂျိုးစယေပါလာမမငါဝစာလီဂျာကကွာမပကြတလီယေပါလာမပကြဝစာရွေချတဲ့အခရှာမောဘေတလီဒါဘပဲရှာမကိုတဲ့ငါသာဒိုတဲ့ပလက်ပဲတာနာတူလေတဲ့တကွာယုတ်ကုတ်သုံးပါမတလီဝစာတဲ့ဥတုတူว่าก็อีสเชตงามิทะเลงาตาชื่อแต่ว่าแหละเพซากึน้ำมาอยู่น้ำมาอีตึงามิว่าเราได้อยู่自然แต่ว่าผม们เตรียมมาก็จะส่งมาผ่าบมามาก็จะส่งโลส่งก็จะส่งอาจจะได้งามิคือชาโมเบลทะเลเป็นชามาဒီဇနီးမောင်နိုင်ကိုချစ်ပြီးတော့ရှင်းသမျှအချိန်ကိုပေးပြီးမှကနေ့ပြင်ဆင်ပေးတဲ့အတင်းသူတင်းသားများယုံကြည်သူများအတင်းတော်လူကြီးများအချိန်တစ်ခုစီတိုင်းကိုပါဝင်ကိုင်ဆောင်ပေးတဲ့လှုပ်ဆောင်ပေးတဲ့သူများအားလုံးကိုအထူးပဲကျေးဇူးတင်နေဆိုတာကိုပြောချင်ပါတယ်ဒီနေ့ဒီနေ့ပါစေရအောက်တဲ့မှာသလိုသာဒေဝီတို့ပါနဲ့သလိုတမီသုသာနီဝိသီရဲ့လူရဲ့ဘယ်လိုဖြစ်နေလဲဘယ်လိုပါဝဲအခမ်းအနား
စွာပြီးဆုံးကြောင်းကြေညာအပ်ပါတယ်ခင်ဗျာ Changing the seas, changing my way, trading some gloomy, doomy nights for a few more sunny days. It's all in the heart, it's all in the eye. Okay ရှင်းမသိလို့ရပါပြီဒီမိုက်ကန်ထားပါမင်းဖာမနေအစားရချစ်ဖလာမောအစားဒီကတော့တော့အေးစီပဲနော်တူသမီးကိုမဖို့တဲ့အခုတော့မခေါ်လာတဲ့ကြောင့်အထူးကျေးဇူးတင်နေနောက်အိမ်တောင်တက်တန်းကလေးနဲ့တယောက်၃ယောက်ရှိတော့တယ်ဒီလိုမနိုင်ပါသေးဘူးနော်ရှေးဦးသွားကျွန်တော်တို့သားကိုကျွန်တော်မင်းခုတစ်ခုတော့ပြိတ္တာအားလုံးကိုစားမင်းချင်တာဖြစ်ပါတယ်နော်အခုကဒီနေရာမှာစတွေ့ခဲ့တာလေဆိုတဲ့ဟာကိုပြောပြမှာဖြစ်ပါတယ်โอเคအားဒီကောသူရှင်ကမူရှင်က我这边的，我看的走啊。ဖျားเจ้าမှာတွေ့တာဖြစ်တယ်တဲ့ဖျားเจ้าကမြန်မာပြည်မှာလားထိုင်းမှာလားဘယ်နေရာမှာလဲပေါ့ဂျပန်မှာဖြစ်ပါလေဂျပန်ကဝါခွန်ဟီကွာတီဒီမိုရှင်ကတို့မောတာနုနီမမလေးကလာနှလုံးသားဘယ်လိုလှုပ်ရှားနေဆိုတဲ့ဟာတစ်ချက်တော့ကြည့်ဖို့အောင်နော်아니 때문에 뭐 뭔가 봐가지고 우사리 그냥 따뜻한 아니 올해 이대 누니 우리 니 보이도 잘해 과만했니 아리아 세트 이선이 나도마 목이 고바면마 두고 물론 세트 야온 조사케레 소리 아짱고 병뼈마 피바레 메시지 아니에요 너 메시지야 너အဲ့လိုပဲဆက်သွယ်ပြီးတော့ message လိုက်ပို့ပါတို့တမျိုးကြတော့ဒီနေ့ဖျားရှိသူရှိမှာဒီဘိုးမျိုးchurch မှာမင်္ဂလာဆောင်ခွင့်ရတဲ့အချိန်မှာကိုယ့်ရဲ့စိတ်ထဲမှာခံစားရတဲ့ခံစားချက်ပေါ့ပျော်ရွှင်ခြင်းခံစားချက်အများကြီးဝမ်းသာတယ်ဟိုပြောဆိုဟိုဒီကောင်ဒီမှာလုံးလို့ရတယ်ပေါ့နော်ကိုရဒါပေမဲ့အမှလုံးရင်တော့မိသားစုဆောင်နေတယ်လို့ဖြစ်တော့ဘောနော်ဒီမှာလာတဲ့အချိန်မှာအကုန်လုံးကဒီမှာရှိတဲ့မိဘပြည်သူတွေကအကုန်လုံးမိသားစုတွေဆက်ဆံပြီးတော့ကြပြီးတော့ကောင်းကောင်းမွန်မွန်နဲ့လုပ်ပြီးကြပါဘောနော်အကုန်လုံးကိုအဆင်ပြေချုံးမွေးဆောင်တဲ့ဘာမှနောက်ဆန်တင်းစရာမလိုအောင်အကုန်လုံးအဆင်ပြေစွာလုပ်ပြီးတော့လည်းကျေးဇူးအများကြီးတင်ပါတယ်တရားလက်ပြောရှိပါတယ်လို့
ကိုယ့်ရဲ့နာမည်အရင်ကိုဒီအတန်ထက်အနေနဲ့နော်၃ခေါက်တော့ပြောပြပါတော့ စူဆန်နီဘွေးချင်းတဲ့ နည်းနည်းအတန်တိုးတယ်နော်နည်းနည်းအတန်ကြီးကြီး စူဆန်နီဘွေးချင်းတဲ့ ခုနကျွန်တော်ပြောတဲ့စကားနဲ့တလဲနေနော်တော့ခုကြတော့ဒီနေ့ဒီမင်္ဂလာဆောင်ပွဲကို live သွင်းနေချိန်မှာအဝေးကမလာနိုင်တဲ့တကယ်ရှိနေရှိတယ်မြင့်ပါစေမျိုးအတိုင်းဝိုင်းတွေရှိတယ်ဘုနော်အဲ့ဒီသူတွေကိုပြောချင်တဲ့စကား အဝေးကနေပြီးတော့ဗောနော်ဆူတောင်းခြင်းအဖြစ်လဲကူညီပေးကြတာဗောနော်လူကိုယ်တိုင်ကမရောက်နိုင်ပေမဲ့တချို့တွေဆိုလက်ဖွဲ့ပို့ပေးတဲ့လူတွေလည်းရှိရဗောနော်အားလုံးပုံမှာဖျက်ရှင်ကောင်းကြည့်လို့ပါစေအရင်ကျေးဇူးတင်တယ် Okay. ပေးကြတယ် Three. Hey. Okay. ဒါကြတော့နော်နမိတ်ကောင်းတဲ့သူတွေရတာဟုတ်တယ်လို့နော်